2025 ခုနှစ် MGI Crown ကိုသိမ်းပိုက်နိုင်မဲ့အရေးချင်းတွေရှိတယ်လို့ထင်ကြေးပေးခံနေရတဲ့2025ဝင်းနာဆုရှင် JK Sophia ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Sally Space အိတ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။2025ခုနှစ် Miss Grand မြန်မာရဲ့ဝင်းနာဆုရှင်ကြီးကတော့ပေါ်ထွက်လို့လာပါပြီ။အခုမကြခင်မှာကျင်းပတော့မဲ့ Miss Grand International မှာမြန်မာနိုင်ငံကိုစားပြုရှင်ပြိုင်သွားမဲ့အလှမယ်ကတော့ရှမ်းပြည်နယ်နန်ခမ်းကိုစားပြုအလှမယ် JK Sophia ပဲဖြစ်ပါတယ်။အခုနောက်ပိုင်းနှစ်တွေမှာတော့မြန်မာနိုင်ငံရဲ့အလှမယ်နေနေလေးအိမ်တဲဆုငိန်တို့တွေက Miss Grand International မှာ Top 3 နေရာတွေမှာကိုစီနေရာယူထားကြတာကြောင့်အခုလာမယ့်နှစ်မှာလည်း Miss Grand မြန်မာရဲ့ဝင်းနာဖြစ်တဲ့အလှမယ် JK Sophia က Top 3 တင်မကသေးပဲ Crown ကြီးကိုပါယူလာနိုင်လိမ့်မယ်လို့ယုံကြည်နေကြပါတယ်။ဒီလိုမျိုးယုံကြည်နေရတာကလည်းပရိသတ်တွေအများဆုံးအားပေးမှုရရှိခဲ့တဲ့အလှမယ်တဲဆုငိန်ထက်သာလွန်နေအရေးချင်းတွေရှိနေရကြောင်းလို့ပြောလို့ရပါတယ်။အလှမယ် JK Sophia ရဲ့ထူးခြားတဲ့အရေးချင်းတစ်ခုကတော့အတန်ပါဝါအားကောင်းကောင်းနဲ့အပြတ်ဟဲနိုင်တာပါ။ဒါကြောင့်ပရိသတ်တွေရဲ့စိတ်ကိုဖန်ဆားသွားနိုင်ပါတယ်။အစပိုင်းတုန်းကတော့အလှမယ် JK Sophia ကမြန်မာစတာသချင်းဆိုပြိုင်ပွဲကြီးမှာ Top 10 ထိပါဝင်ရှင်ပြိုင်နိုင်ခဲ့သူတယောက်ပါကချင်တိုင်းရင်းသူလေးဖြစ်ပြီးအတန်တာတာနဲ့တီးဆိုနိုင်တာကြောင့်အလှမယ် JK Sophia ကိုပို့ပြီးသဘောတွေကျနေခဲ့ကြပါတယ်အရင်က Miss Grand International မှာပြဿနာတွေတက်လွန်းတာကြောင့်ဝိုင်းကလှုပ်ထားတဲ့သူတွေတောင်မှအလှမယ် JK Sophia ကိုတသက်အားပေးခြင်းလုံးလာရောက်ကြတဲ့သူတွေအများအပြားရှိနေပါတယ်အခုဆိုရင်တော့အလှမယ် JK Sophia ရဲ့နောက်မှာသူမရဲ့ fan အင်အားကြီးကတဖြည်းဖြည်းနဲ့တောင်းတင်းလို့နေပါပြီအလှမယ် JK Sophia ကတဲဆုငိန်တဲ့အရေးချင်းတွေရှိနေရကိုမြင်ရတယ်လို့သူမရဲ့ပရိသတ်တွေကတော့ပြောနေကြတာပါဒါကိုတဲဆုငိန်ရဲ့ပရိသတ်တွေကတော့တိတ်ပြီးတော့သဘောမတူကြပါဘူးအလှမယ်တဲဆုငိန်ကတကယ်ကိုအရေးချင်းရှိတဲ့သူတယောက်လို့ပြောလို့ရပါတယ်ဒီလိုငယ်ရွယ်တဲ့အရွယ်မှာတော့ International ကအလှမယ်တွေနဲ့အပြိုင်အရေးချင်းတွေကိုချပြနိုင်ခဲ့ရပါအင်္ဂလိပ်စကားပြောကလည်းကျွမ်းကျင်ပြီးတော့မေကွန်တိုင်းမှာသူမအတွက်အဖြေကောင်းတစ်ခုစီရှိနေခဲ့ရပါပရိသတ်တွေကတောင်အလှမယ်လောကမှာတဲဆုငိန်ကိုမြင်ပြီးရဲ့နောက်ပိုင်းဘသူကမှရင်ထဲမတိုးတော့တာလို့ပြောခဲ့တဲ့သူတွေကအများပြားပါပဲဒါပေမဲ့လည်းအလှမယ် JK Sophia ပေါ်လာပြီးရဲ့နောက်ပိုင်းမှာတော့ပရိသတ်တွေကသူမရဲ့အရေးချင်းတွေကိုမြင်ပြီး JK ကိုအားပေးဖို့တာဆူလို့နေကြပါပြီအလှမယ် JK Sophia ဟာရှမ်းပြည်နယ်နန်ခမ်းမြို့နယ်မှာမွေးဖွားကြီးပြင်းခဲ့တဲ့ကချင်တိုင်းရင်းသူလေးတယောက်ဖြစ်လို့နေပါတယ်။ JK ဟာစင်းရဲနွမ်းပါသူတယောက်ဖြစ်တာကြောင့်သူမအလှမယ်လောကတွေကိုဝင်ရောက်နိုင်ဖို့အတွက်ခတ်ဝေါ်တွေကိုလည်းပိုင်နိုင်ရှောက်နိုင်ဖို့တောက်ဖက်နှက်ကြီးနဲ့အိမ်ချမ်းကြားအညက်ခံရတဲ့အထီကိုတကိုယ်တည်းစူးစမ်းခဲ့ရတာဖြစ်ပါတယ်။ဒီလိုနွမ်းပါတဲ့ဘဝကနေကိုယ်တိုင်စူးစမ်းအားထုတ်သူတယောက်ဖြစ်တာကြောင့်သူမစူးစမ်းထားသမျှကတော့အရာထင်းတဲ့အပြင်တကယ်အရေးချင်းအစစ်မှန်တွေကိုတွေ့မြင်ကြရပါတယ်။ထူးအလွင်တယောက် Miss Grand ကနေနှုတ်ထွက်သွားပြီးရဲ့နောက်မှာ National Director အဖြစ်လွှဲပြောင်းတာဝန်ထမ်းဆောင်နေတဲ့မရန်ဆိုင်တော်ကတကယ်ကိုအရေးချင်းပြေးသွားတဲ့သူကိုရွေးထုတ်ပေးလိုက်ပါပြီ။အခုဆိုရင်နိုင်ငံသူလေးအလှမယ် JK Sophia က2025ခုနှစ် Miss Grand International Crown ကြီးကိုထိုက်တန်နဲ့စုကူးရရှိနိုင်လိမ့်မယ်လို့ထင်ကြေးပေးနေကြပါပြီ။ပရိသတ်တွေကလည်းရင်တထိတ်ထိတ်နဲ့ JK ကိုအားပေးဖို့ခဲနေကြပါပြီ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအနေနဲ့အလှမယ် JK Sophia ရဲ့အရေးချင်းတွေကြောင့် MGI Crown ကြီးကိုသိမ်းပိုက်နိုင်မလားဆိုတာပြောပြသွားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်